မော်ဝင်အမီးနဲ့ပင်လယ်နဲ့ဆုံးမှာရှေးဟောင်းသမုတ်တရားရဲ့နှက်ဆိုင်လာတဲ့နေရာတစ်ခုမှာကြည်ပြလို့ခေါ်တဲ့ရေသူမလေးတစ်ကောင်ရှိပါတယ်။ကြည်ပြမှာထူးခြားတဲ့အစွမ်းတစ်ခုရှိတယ်။သူမရဲ့အမီးလေးကကြောက်စိမ်းရောင်တောက်နေပြီးသူမကူးခတ်လိုက်တိုင်းပင်လယ်ရေတွေကဂီတတန်လိုမျိုးတိုးတိုးလေးမြည်ဟိတတ်ပါတယ်။တနေ့မှာတော့ပင်လယ်ပြင်ကြီးတစ်ခုလုံးမှောင်တိကျသွားပြီးရေအောက်ကတဏ္ဍာကြောက်တန်းတွေအားလုံးအယောင်မိန်သွားပါတယ်။ကြည်ပြရဲ့လှပတဲ့ကြောက်စိမ်းရောင်အမီးလေးဟာလည်းမိခိုးရောင်ပြနှမ်းနှမ်းဖြစ်သွားပြီးသူမရဲ့ကူးခတ်နိုင်စွမ်းတွေအားနည်းလာပါတော့တယ်။ဒါဟာပင်လယ်နက်ထဲမှာနေထိုင်တဲ့ပြည်ကြီးငါးဆုံးမကြီးရဲ့ကျိန်စာကြောင့်ဆိုတာကြည်ပြသိလိုက်ရတယ်။ကြည်ပြဟာသူမရဲ့အယောင်ဝါကိုပြန်ရဖို့အတွက်အမောင်ထုဖုံးလွှမ်းနေတဲ့6ကမ်းမကြီးစီကိုသွားခဲ့တယ်။အဲ့ဒီမှာခြေလက်ရှစ်ဖက်ရှိပြီးမျက်လုံးအင်ကြီးတွေနဲ့ဆုံးမကြီးအော်တိုကိုတွေ့လိုက်ရတယ်။ငါရဲ့အမီကိုဘာလို့ကျိန်စာတိုက်တာလဲလို့ကြည်ပြကတတိရှိရှိမေးလိုက်တယ်။ဆုံးမကြီးကမဲပြုံးပြုံးရင်းငါကကျိန်စာတိုက်တာမဟုတ်ဘူး။မင်းရဲ့အမီကအလင်းရောင်ကိုစုပ်ယူလိုက်တာ။ငါရဲ့ကူထဲမှာအမောင်ဖုံးနေလို့ငါကမင်းရဲ့အလင်းကိုခဏငှားထားတာပဲလို့ပြောတယ်။ဆုံးမကြီးကဆက်ပြောတယ်ဒါပေမဲ့မင်းရဲ့အမီရောင်ကိုပြန်လို့ချင်းရင်ငါအတွက်ကြည်လင်ချင်းပလဲလုံးဝကိုရှာပေးရမယ်။အဲ့ဒီပလဲကငါရဲ့အမောင်ကူကိုအမြဲတမ်းလင်းထိန်စေမှတဲ့ကြည်ပြဟာလူသားတွေရဲ့အကူအညီမပါပဲသူမရဲ့တငယ်ချင်းလက်ကြီးတာတာနဲ့အတူပင်လယ်ရေစီးကြောင်းတွေကိုဖျက်ကျော်ပြီးပလဲလုံးကိုတွားရှာခဲ့ပါတယ်။ပလဲလုံးကိုရှာတွေ့တဲ့အခါကြည်ပြဟာဆုံးမကြီးစီကိုပြန်လာခဲ့တယ်။ဆုံးမကြီးဟာပလဲလုံးရဲ့အလင်းရောင်ကိုမြင်တဲ့အခါမှာတော့သူမရဲ့ကြမ်းတမ်းတဲ့မျက်နှာကပျော့ပြောင်းသွားပါတယ်။တကယ်တော့ဆုံးမကြီးဟာစိုးသွမ်းခြင်းလို့မဟုတ်ပဲတယောက်တည်းအမှောင်ထဲမှာကြောက်ရွံ့နေခဲ့တာပါ။ကြည်ပြကပလဲလုံးကိုဆုံးမကြီးကိုပေးလိုက်တဲ့အခါကြည်ပြရဲ့အမီလေးဟာအရင်ကထက်ပိုတောက်ပတဲ့ကြောက်စိမ်းရောင်ပြန်ဖြစ်လာတယ်။ဆုံးမကြီးရဲ့ကူဟာလည်းလှပတဲ့အလင်းတန်းတွေနဲ့ပြည့်သွားတယ်။အဲ့ဒီနေ့ကစပြီးဆုံးမကြီးဟာပင်လယ်အောက်ခြေမှာအမောင်ထုကိုဖန်တီးတဲ့သူမဟုတ်တော့ပဲကြည်ပြနဲ့အတူပင်လယ်ပြင်ကြီးကိုကာကွယ်ဆောက်ရှောက်တဲ့မော်ဆီယာမကြီးဖြစ်လာပါတော့တယ်